那么这样子，我就是讲看就这样，新疆航看机设计，新疆航看机设计，anh nghe设计嘛。耶稣抓拉罗木将古马达的家里，古老可以乌住，有钱拿多伊，马里木家因难谈恋的伊，马达家的钱古老西里，怎么伊忙不得啦？一库地里许多嘞古老的，偏的钱古苏当罗木的伢在，偏的钱背罗木米古怎么地巴的有效益？耶稣家嘞。tin ít mong đi tham nhau linh ý của mình đó mũi mà ta cả lệ nấu sống đó nít đi hú đó tham nhau ya cả là nãy tu đi tham nhau linh ý của chama đi bà đi hú sao ý Giêsu cả lệ ngã đi tham nhau trên ở trong tết sinh trên trong phi ngã của dùng chỉ đó tu đi tin luôn đó lệ sinh linh ý ngã của dùng chỉ duy tết sinh đó tu sĩ tâm nhà tu đi lệ tí chín nè xem mà biết kiến luật trả lý ngã sẽ cao dùng từ lo hồ mì rồi mùi linh mà ta cả hậu bà ít khi cù rồi đi khít rồi đi hồ to kilo cả rồi cho là rồi một to phía thì khi nghĩ ta khít rồi một đi cù cho mà dùng bà đi hồ sao ý nào đưa ra chân check cả rồi Biadik jan kanji na setim. Biadik jan Revelation akanji na setim. Ange tonggan. Kaung kimma chi do atanga. Piadik ni te rodi luru rinshi. Luru ne tu. Kurodi Luru ne tu timu to muni Turudi kuroi lu pijali ni Piadi kindi kurorain turu ne tu shini yui Turui piadi kin pito muni Piadi kindi turui yesi nai Mie yi shida miaruku tuk to muni Nau tapan tibi mashia sinh mà tàng nghi đoa chi, ô hít chi, biên ban chi lên mà xì ya, à cháu mù ca, xí phì bò cho à giá đủ đi, duy đoa chả bi. Bà liên đồ bò mà thay đồ mù tô tù ca lê, ngà đi khát tinh đồ à giá đủ bù, à tích phán xin đồ mù đi, hụ mình đồ mù đi. Phát đoa đó, chân chế, dạo đây được phía xin đi nị công chí bì hạ xin. Amen. Chi mà tết xuyên đi đấy cả là bắt đầu ná chỉ bảo yên sang đi à đấy ai già đi hả anh ta mặn nhạt già đi tí ní suy thu tập hiện cho bảo mi đi mi ta su nè rồi qua nè gì cha nè chỉ bảo quan nè nè dẹp phía bài dùng chỉ do tụ ta mà hậu gì nó toa bi cho nu ha imda mà nằm mà đi ra đấy tụ phi ta lá xia mà tụ mi ta su biển bu yan tuệ khi yêu biển xin đẹp mà number one cả rồi ta tana mission lúc ăn thụ mita su home crusade lúc kuyan tuệ biển toa chi phi ni gu mau na ri sik cha mu de ke
ရှိရလားယုံကြည်ခြင်းစိတ်ချမှုရှိရလားဆိုတာကို I want to make sure ပေါ့တကယ်ကိုသူတို့ကိုရော့ကိုလက်ခံယုံကြည်တော်သူမဖြစ်ခဲ့ရင်တော့ထောင်ရငရဲနဲ့တွေ့ဆုံဖို့ရန်အတွက်မဖြစ်ချင်ဘူးဆိုတော့အဲ့ဒီသာသနာလုပ်ငန်းအတွက်ကိုညီကိုမောင်နှမများအားလုံးပြောင်းလဲပြီးတော့မှအသစ်ပြုပြင်တော်သူအသစ်ဘုရားသခင်ဖန်ဆင်းတော်သူများဖြစ်ဖို့ရန်အတွက်သူတို့ကပြင်ဆင်တော့မိသားစုတို့ပြန်သွားတယ်ဒီနေ့ကြီးစွာချီးမွမ်းစရာရှိတယ်ဂျွန်နိုနဲ့ဂျွန်ပါတော့ခုနပေါ်ပြသွားကြပါလေအခါရောက်ကြကျမဘယ်လိုစိတ်ချနိုင်မလဲဒါပေမဲ့မေတ္တာတော်ရှင်ဘုရားသခင်ဖြစ်တယ်ကိုရော၌ပြောင်းလဲလျက်သူ့ရဲ့အသက်တာပြောင်းလဲသောသားရဲ့ဝိညာဉ်အတွက်ဒီနေ့ကျမတို့စိတ်ချလို့ရပါဘူးယနေ့ဆိုရင်တော့လောကရဲ့ဝေဒနာပြင်ပန်းခြင်းဖျားနာခြင်းနာကျင်ခြင်းဝေဒနာအလုံးစုံချုပ်ငင်းရနေရမှာသုခသွားပြီလူအနေနဲ့တော့နောက်ဆုံးဂျွန်နိုတင်ပြတဲ့ခါမှာပူပူရန်အတွက်ပြင်ဆင်ထားတဲ့အရာလေးတောင်မှနောက်ဆုံးမပူလိုက်ရသေးဘူးပူခဲလိုက်ရရင်သူခမဘယ်လောက်မြော်တယ်လဲအဲ့ဒါလေးစဉ်းစားပြီးတော့မှအလုံးပဲစိတ်မကောင်းဖြစ်မိပါလေမှန်ပါတယ်ဒါပေမဲ့လောကမှာသူစားဖို့အစာတွေသူစီဝါကုသဖို့ရန်အတွက်တန်နိုင်သမျှပုတ်ခဲ့တဲ့ပြင်အရေးကြီးဆုံးသူ့အတွက်အရေးကြီးဆုံးသောအရာကိုစိတ်စာအနေနဲ့ဆောင်ရွက်ခဲ့ပြီသူရဲ့ဝိညာဉ်ထာဝရဝိညာဉ်အသက်ရဖို့ရန်အတွက်ဆောင်ရွက်ခဲ့ပြီးတော့ဒီနမအတွက်ဒီနေ့ကြီးစွာချီးမွမ်းစရာရှိတယ်မာရီနဲ့မာတာရဲ့ဇလန်ကျမစိတ်ထဲမှာအယံပေါ်လာတယ်သူတို့ရဲ့မောင်ကိုလည်းဘလောက်ချစ်ခင်တယ်လဲသူတို့ရဲ့မောင်ကိုလည်းဘလောက်အသက်ရှိခြင်းတယ်လဲတခါလေသူဖျားနာတာတိတာနဲ့ခရစ်တော်စီကိုတန်းပြီးမှခေါ်တယ်ခရစ်တော်ကိုလှမ်းပြီးမှတန်းတာပြီးမှကိုတော်လာဖို့ရန်အတွက်သူတို့ကမျှော်နေတယ်မှန်တော့မျှော်လင့်ခြင်းနဲ့သူတို့ကမျှော်တယ်နတ်ဆရာတို့တခြားမမှန်သော prophet များစီကိုလည်းမတော်ဘူးမှန်လျက်ငါဒီထမြောက်ခြင်းဖြစ်တော်မူ၏ဟုဖော်ပြသောဘုရားသခင်စီ၌သူတို့သည်ယနေ့ဘုရားသခင်ထံတော်၌သူတို့ရဲ့မျှော်လင့်ခြင်းကိုထားပြီးမှကိုရော့ကိုခေါ်ဖိတ်ခဲ့ကြတယ်မာရီနဲ့မာတာတို့ကဲ့သို့ဂျွန်နိုအနေနဲ့ပဲကိုရော့ကိုခေါ်ဖိတ်တဲ့ကိုရောဒီအကူကျုံဘောရဲ့တက်တာ၌ပြောင်းလဲစီလက်သူ့ရဲ့တက်တာကိုတူထိဖို့ရန်အတွက်သာသနာသွားလို့မယ်ဆိုတော့မှဒါသူထန်တာတည်င်းကောင်းဝင်ခဖို့ရန်အတွက်ပြန်သွားတဲ့အခါမှာတားရဲ့တက်တာဘုရားသခင်ကပြောင်းလဲစီယနေ့ဆိုရင်ကျွန်တော်လူအနေနဲ့ပြောရင်တော့လောကရဲ့ဒီခန္ဓာကိုယ်ဟာဆိုရင်ဗမာစကားတော့အမတန်မှလည်းသူတို့ရဲ့အတုံးနှုံးကလည်းအမတန်ယုတ်ကလတ်ဒီခန္ဓာကိုယ်ဆိုရင်တော့ဇုတ်မိုင်းဘောယုတ်ကလတ်ပေါ့နော်ဒီမှာရှိနေတဲ့ဒီယုတ်ကလတ်ကိုတော့လောကမှာထားခဲ့ပြီးတော့မှအဲ့ဒီကနေတစင်းထာဝရအသက်ရှင်ခြင်းကိုကူးပြောင်းတယ်သူ့ရဲ့ဝိညာဉ်တက်တာဒီထာဝရဘုရားသခင်ထံ၌ဘုံဆန်စားပြီးဖြစ်ပါလေ။တွားနေသူအတွက်ငိုကြွေးခြင်းမဟုတ်ပဲလေဒီကနေ့ကျမတို့အနေဖြင့်ဒီမှာရှိကြတော့ကျမတို့တယောက်စီအသက်တာတည်တည်နိုင်လေယနေ့ချိန်ကနဲ့ပြန်လေဆန်းစစ်ပြီးတော့
ယနေ့ကိုရော၌ကျမတို့ရဲ့မျှော်လင့်ခြင်းတကယ်တည်ပါသလားကိုရောနဲ့အတူတကွကျမတို့ဒီစံစားပါမလားဆိုတဲ့ဒီမျှော်လင့်ခြင်းနဲ့ပဲကိုရောကိုချင်းပတ်ကြရအောင်ညီမအနေဖြင့်သူကအမတန်မှအကူကြီးအတွက်အကောင်းဆုံးသောလက်ဆောင်ကိုပြီးပြီအကောင်းဆုံးသောလက်ဆောင်ထာဝရအသက်ရှင်ခြင်းကိုညီမအနေဖြင့်အကူကြီးအတွက်သူလုဆောင်ပေးခဲ့ပြီဒီနေ့ဆိုရင်တော့သူ့ရဲ့ယုတ်ကလကမိကြီးမှာဦးချင်းနာချင်းဖျားနာချင်းဒုက္ခခံခြင်းနဲ့ဒီနေ့တော့ကြံကြည့်ခဲ့ပါမှာယခုဆိုရင်တော့ဦးချင်းနာချင်းငိုကြွေးချင်းဖျားနာခြင်းဒုက္ခခံခြင်းလုံးဝမရှိတော့တဲ့ကောင်းကင်သစ်မှာဆန်စားပြီးဖြစ်တဲ့အတွက်ကြောင့်ထာဝရဘုရားရဲ့နာမတော်တာရေးပုံကြည့်ပါစေဒီနေ့သူဒီကောင်းကင်သစ်နဲ့မြေကြီးသစ်မှာထာဝရဘုရားရှင်နဲ့ဆန်စားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီမြေပြာတိကျမ်းမှာကျွန်တော်တို့တွေ့ရတယ်လို့ရှိဖြစ်ဖို့သောအရာတို့တဲ့အကုန်လူပြောင်းလဲပြီးတော့မှရွေ့သွားကြပြီဖြစ်ခဲ့ဘူးသောအရာတွေအားလုံးကတော့ဒီနေ့ရွေ့သွားကြပြီဒါပြီးမဲ့သူ့ရဲ့ဝိညာဉ်တက်တာဒီထာဝရတက်တာ၌စူးစမ်းလက်ရှိတယ်ဒီနေ့ဒီအကိုရဲ့အသက်တာကိုဝေငှကြတော့အဝင်ပါနဲ့ဂျွန်ပါရရဲ့ဝေငှချင်းတွေလည်းကြီးစိုးတင်ပါလေမိကြီးမှာကျမတို့အသက်ရှင်စဉ်ကာလပတ်လုံးမှာတူစိတ်ကြီးကိုမောင်နှမများတူကတယောက်ကိုတယောက်အမတမချစ်ခင်ပြီးတော့မှကြီးထွားလာကြတယ်ကြီးလာကြတယ်နောက်ပြမကိုအိုကိုအင်းထောင်းနဲ့ဖြစ်လာကြတယ်တူစိတ်ကြီးကိုမောင်နှမများကိုဖျားသခင်ပြည့်တဲ့အတွက်ဖျားရှင်နာမရဲ့တိုင်ဘုံကြီးပါစေအာမင်ဒီအကူရဲ့အသက်တာအတွက်လည်းဒီနေ့ကျွန်တော်တို့ကြည်စွာချီးမွမ်းစရာရှိပါတယ်အတန်းနိုင်ဆုံးလူကိုကိုငီတတ်တော်သူဖြစ်တယ်အတန်းနိုင်ဆုံးလူကိုလည်းကိုငီချင်တော်ဖခင်ကြီးအနေဖြင့်သူ့ကိုဖျားရှင်ကရက်တည်စေခဲ့တယ်လက်ဝဲအထားတဲ့သားသမီးငယ်များနဲ့ဇနီးတဲ့အတွက်လည်းကျွန်တော်ဒီနေ့သူတို့ကဆုတောင်းစက်ကပ်လို့မှာဤသားရဲ့အသက်တာအားဖြင့်ဘုရားသခင်ရဲ့ဝိညာဉ်တော်သည်ထပ်မံ၍လှုပ်ရှားလဲသူ့ရဲ့မိသားစုညီကိုမောင်နှမများပေါ်၌တော်ကောင်းကြံရစ်ခဲ့သောဇနီးတဲ့နဲ့သားသမီးများပေါ်၌တော်ကောင်းဘုရားရှင်ကနေဆက်လက်ပေါ်မှာကြည့်ရှုကောင်းကြည့်ပေးမှာဖြစ်ပါတယ်အမေအတွက်တော့ဒီနေ့ကျွန်တော်တို့ဆက်လက်ပေါ်မှာဆုတောင်းကြရအောင်ချင်းထုံးစာတော့ကျွန်တော်တို့ချင်းထုံးစာအရာဆိုရင်တော့ဥပပါတီနီဆဲနော်တခါတည်းအဖိုးဖွားတွေအရင်သွားဦးလေးတွေဖြစ်ဖိုးဖွားတွေတက်ကြီးရကိုကြီးလာတဲ့ပုဂ္ဂိုလ်တွေအရင်သွားပြီးမှမိဘတွေအဲ့ဒါပြီးမှအဲ့လိုပူကြီးတဲ့လူကအရင်သွားဆိုတာဒါထုံးစံအရာတော့ဟုတ်ပါဒါပေမဲ့ဒီနေ့အမေကြီးအနေနဲ့တော့သူ့သားသူအမတန်မှချစ်လှဆိုတော့တားရဲ့အသက်တာကိုမြင်တွေ့တဲ့အခါမှာမိခင်အနေဖြင့်ဘယ်လောက်ရင်ကျိုးမလဲဆိုတာကျွန်တော်ဒီနေ့စဉ်းစားလို့ရပါတယ်မိခင်အတွက်လည်းဒီနေ့ကျွန်တော်ကြည်စွာချီးမွမ်းစရာတစ်ခုရှိတာကတော့မျော်လင့်ခြင်းရှိသောမိခင်ဖြစ်လေယုံကြည်ခြင်းအားကြီးသောမိခင်ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မိခင်အတွက်လည်းကျွန်တော်ဒီနေ့စိတ်ပူပင်စရာနေသွားတယ်ပေါ့နော်ဒါမဲ့ခန္ဓာကိုယ်အားနေနိုင်တဲ့သူဖြစ်တဲ့စိတ်ဓာတ်ကျနိုင်သောသူလောကမှာရှိတဲ့ခန္ဓာကိုယ်ဖြစ်တဲ့အတွက်ကြောင့်မိခင်ကိုအတွက်လည်းကျွန်တော်ဆက်လက်ပေါ်မှာဆူတောင်းကြရအောင်နောက်ပြမှာဂျွန်နိုနဲ့အင်ထောင်မိသားစုအတွက်လည်းပဲဒီနေ့ခိုင်ခန့်ချင်းအဖြစ်ဒီနေ့တာရွေ့ခံခန့်သောတက်တာကိုခံစားလေယနေ့ကောင်းကင်တဲ့မြေကြီးတဲ့မှာဆန်စားလျက်ငိုချင်းနာချင်းမိရန်ချင်းမရှိတော့တော့ကောင်းကင်နိုင်ငံမှာတွားနေပြီဖြစ်တော့အကူကြီးအတွက်ကိုယနေ့ကြီးစွာကိုချီးမွမ်းတဲ့ကျန်ရည်တော်မိသားစုများအရောက်တိုင်းပေါ်မှာလည်းပဲဒီနေ့ကျမတို့ဒီနေရာကိုရောက်ရှိလာခြင်းဒီဘာအတွက်လဲဒီလိုဆိုရင်တော့မိသားစုများဒီကျမတို့သူတို့အနားမှာရှိခြင်းသူတို့အနားမှာအတူတူကလာထိုင်တဲ့တော်ကောင်းလာရောက်စကားပြောတဲ့တော်ကောင်းအတူတူကလာရောက်စားသုံးတဲ့တော်ကောင်းသူတို့နဲ့အတူတူကလာရောက်နေထိုင်ခြင်းအဖြစ်ဤမိသားစုတို့ဒီ
กูรอยมิตรกูติดแต่ผ่านเพียงในคันซาเลนี่ติ่งชิงกูยาชิบุยันด้วยจะมาอยากชิลาชิมพิบารีนี่ติ่งมูอสิมังกูไปไหนตัวพยาชิมีท้าวราพยาตาพิบารีบิวชิมูอสิมังกูไปไหนตัวพยาดีกินมาพิบารียงจีเชอสิมังกูไปเลยยันนี่มีโอลินเชอติดอาเพียนนี่ติ่งมูกูไปบุยันด้วยท้าวราพยาดีลาซารุกูติชินสิเลมารีมาตารุยอิงมาสินจวารมูเลนี่ติ่งมูกูไปเลยเปลี่ยนเลยท่ามีเอาสิ่งที่เกิดดูยันนี่คริสโตရဲ့ကြွမြန်ခြင်းဒီမိသားစုပေါ်၌တက်ရောက်တဲ့စစ်မှန်သောနှင်းငင်းတဲ့ခြင်းနဲ့မျောလင့်ခြင်းနှစ်သိမ့်ခြင်းတက်ရောက်စီကြောင်းဘုရားရှင်ရောက်တိုင်းပေါ်မှာဒီနေ့ကောင်းချီးပေးပါစေအာမင်